အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ MT လောက်ဆောင်ဖြစ်ပါတယ်ကျွန်တော်တို့က Global Power Engineering Group နဲ့ Treasure Box Engineering Group တို့နဲ့ပထမဆုံးလက်သေးလောက်ဆောင်တဲ့ဆိုင်လေးကိုပြောပြချင်တာဖြစ်ပါတယ်ဒီဆိုင်လေးကိုကတော့ကျွန်တော်ဆရာရဲ့ကျွန်တော်တင်ငယ်ချင်းတို့နဲ့အတူလက်တွေ့ပြီးတော့အကောင်းဆုံးဖြစ်အောင်ဒီဇိုင်းဆွဲပြုလုပ်သက်ရှင်ပေးထားတဲ့ဆိုင်လေးဖြစ်ပါတယ်ဒီပုံလေးကတော့ဒီဆိုင်ရဲ့ဒီဇိုင်းလေးဖြစ်ပါတယ်ပြီးတော့ဒီပုံလေးကတော့ဒီဆိုင်ရဲ့ single line drawing လေးဖြစ်ပါတယ်ဒါတော့ဒီဆိုင်မှာပြုလုပ်နေတဲ့ကျွန်တော်ပဲဖြစ်ပါတယ်ခင်ဗျာဒါတော့ပန်နယ်ပုံလေးဖြစ်ပါတယ်ကျိုးရစင်နေရာမှာပြီးတဲ့အချိန်ရိုက်ထားတဲ့ပုံလေးဖြစ်ပါတယ်စနစ်ကြလည်းပြုလုပ်ထားဖြစ်ပါတယ်ပြီးတော့အချိန်မှာလည်းကျွန်တော်ပန်နယ် trunking တွေကိုတေချာလေးပုံအုပ်ပြီးတော့သက်ရှင်ပေးပါတယ်